မင်းတော့တာကဘလက်လေးပဲမို့လားငါတို့ကအိုက်ချက်မြင့်ပါလက်ထဲမှာခိုင်းထားတာကဖက်ချမ်းပါပဲဘက်စမရှိတဲ့နေကြရဲ့အဲ့ဒါလေးနဲ့ပဲဖြတ်တန်းပါတယ်ငါတို့ရဲ့တက်လမ်းမှာလဲပိတ်ဆို့နေတာမို့လို့ခဏတော့ရက်စမ်းပါကွကျောင်းကမင်းက FP ဆိုတော့ကောက်မလေးတွေရှင်းငန်းပါပဲမင်းစားချင်တာစားလို့ရတယ်လေမင်းရဲ့လက်ကမ်းမှာပဲမင်းကဝစ်စတန်ကိုပေးတာချပြီးမာရီယက်ကိုလက်ကမ်းတာပဲဆောက်စင်းမြင်လားဆိုရင် KTV ကဆိုလဲငါရှင်းနန်းတာပဲကိုပြိုးကအဲ့လိုကိုချစ်တာနော်မင်းလာလိမ့်ပါရဲ့မင်းကိုရှင်းအမ်းမှာပဲခါလေးချရဲ့ဘွားကိုစင်မြင်းနဲ့ပဲဖြတ်တန်းပါတယ်စင်မြင်းချောင်းလာမသိဘူးသူမကိုတော့ပြန်လွမ်းပါတယ်ဘာမှတော့မဟုတ်တာမမကသုံးနဲ့ဖြုံးနဲ့အောင်ရှင်းအမ်းပါတယ် come on ဒါပါပတ်စံမရှိရင်ဒီနဲ့ပဲပြန်လွမ်းပါကွယ်အတိတ်ကချောင်းတွေကိုပြန်တွေးရင်ငါကခွေးဖြစ်တာပဲအဲ့တော့တွေးမိပါတယ်မောင်အရန်ချစ်တာတဲ့တိုက်မင်းတယောက်ထပ်ပြီးချင်းမိတာပဲမင်းတို့ပြောလဲခံမှာပေါ့ငါကစောက်သုံးကြလို့နွားဖြစ်ပါတယ်ဘူးတော့သူမတဲ့ငါအရက်ကိုပြန်ပြီးအားချပါတယ်ညမင်းထပ်ပြီးနွားပြပြန်ရှောက်ပါဖတ်လို့ကြပါကွယ်မင်းတော့တာကဘလက်လေးပဲမို့လားငါတို့ကအိုက်ချက်မြင့်ပါတယ်လက်ထဲမှာခိုင်းထားတာကဖက်ချမ်းပါပဲပတ်စံမရှိတဲ့နေကြရဲ့အဲ့ဒါလေးနဲ့ပဲဖြတ်တန်းပါတယ်ဘာတို့ရဲ့တက်လမ်းမှာလဲပိတ်ဆို့နေတာမို့လို့ခဏလောက်ရက်စမ်းပါကွယ်ရောက်ပါမင်းက FA ဆိုတော့ကောင်းမလေးတွေရှင်းငန်းမှာပဲမင်းစားချင်တာစားလို့ရတယ်လေမင်းရဲ့လက်ကမ်းမှာပဲမင်းကဝစ်စတန်ကိုပေးတာချပြီးမာဘီယက်ကိုလက်ကမ်းတာပဲဆောက်စင်းနေမြင်လားတကွက်လောက်ကပါကွယ်မင်းတော့တာကဘလက်လေးပဲမို့လားငါတို့ကအိုက်ချက်မြင့်ပါတယ်လက်ထဲမှာတိုင်ထားတာကဖက်ချမ်းပါပဲဆက်စမရှိတဲ့နေကြရဲ့အဲ့ဒါလေးနဲ့ပဲဖြတ်တန်းပါတယ်ငါတို့ရဲ့တက်လမ်းမှာလဲပိတ်ဆို့နေတာမို့လို့ခဏတော့ရက်စမ်းပါကွယ်ကြောင့်မင်းက FP ဆိုတော့ကောက်မလေးတွေရှင်းငန်းမှာပဲ